ကျွန်တော်တို့တော်လန်ရေးသည် NLD အတွက်လည်းမဟုတ်ဘူးကျန်းမာရေးအတွက်လည်းမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်ရဲ့ခုနကျွန်တော်ပြောတယ်လို့မျိုးဒေါအောင်ဆန်းစုကြည်ရဲ့အကောင့်ထဲပေါ်ခဲ့တဲ့တနိုင်ငံလုံးအတိုင်းတာဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေလွတ်မြောက်ပြီးတော့မှလူလူတူတူနေရဖို့ဆိုတဲ့ကိုယ့်အိမ်ကိုမိုးတဲ့ကိစ္စကိုကျွန်တော်တို့ဆက်လက်အကောင့်ထဲပေါ်တာဖြစ်တယ်အဝင်းပင်မျိုးလေးအတက်ကလာလေးအရင်ကမြည်လို့ရင်တော့အဲ့လိုကွာလေးရှိလို့ဖြစ်ပြရမယ်အဝင်းကမဟုတ်ပါပါအတက်ကစကုံကအရင်တော့ဒီအကောက်တုံးပါရဲ့တလေးနဲ့များစနေမှာအားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေကြိုဆိုလိုက်ပါရယ်အာနာရှင်အဆက်ဆက်ကိုဒုက္ခအပေးနိုင်ဆုံးကတော့ဒေါအောင်ဆန်းစုကြည်နဲ့ခေတ်အဆက်ဆက်ကလူငယ်တွေဖြစ်တယ်ဒေါအောင်ဆန်းစုကြည်ပါဝင်တဲ့ခေတ်အဆက်ဆက်ကလူငယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့သူကလူထုကိုအမြဲတမ်းဥဆောင်နိုင်တဲ့ဒေါအောင်ဆန်းစုကြည်ပင်မနားအေးမယ်ဆိုတာသူတို့ကကောင်းကောင်းသိတဲ့အတွက်ကြောင့်မို့တက်လည်းမတက်ရဲတဲ့အတွက်ကြောင့်မလို့နော်အမြဲတမ်းတမျိုးမဟုတ်တမျိုးလောက်ကြတယ်နောက်ဆုံးဒီမိုကရေစီခေတ်ဖြစ်သွားတဲ့အခါကျတော့အကြမ်းဖက်တဲ့နည်းနဲ့မတက်ဘဲနဲ့ PR စနစ်နဲ့ဒေါအောင်ဆန်းစုကြည်ကိုအသက်ကြီးပြီးနိုင်ငံရေးတည်ဝအောင်လုပ်တယ်တိုးတော်လည်းသူတို့ထင်တဲ့အကွက်ကမှားသွားတဲ့အခါမှာသူတို့ဘဝတွေတော့အပြတ်မခံဘူးဒဲမိုက်မယ်ငါတို့မှလက်နဲ့ရှိတယ်ဆိုပြီးတော့မှဒဲမိုက်လိုက်တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်အဲ့လိုမျိုးဒဲမိုက်တယ်ဆိုတဲ့ကောင်တွေကိုကျွန်တော်တို့လူငယ်တွေကလည်းပြန်ပြီးတော့မှဒဲမိုက်တယ်အဲ့တော့ကျွန်တော်တို့တော်လန်ရေးဆိုတာဖြစ်လာတယ်ကျွန်တော်တို့တော်လန်ရေးသည် NLD အတွက်လည်းမဟုတ်ဘူးကျန်းမာရေးအတွက်လည်းမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်ရဲ့ခုနကျွန်တော်ပြောတယ်လို့မျိုးဒေါအောင်ဆန်းစုကြည်ရဲ့အကောင့်ထဲပေါ်ခဲ့တဲ့တနိုင်ငံလုံးအတိုင်းတာဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေလွတ်မြောက်ပြီးတော့မှလူလူတူတူနေရဖို့ဆိုတဲ့ကိုယ့်အိမ်ကိုမိုးတဲ့ကိစ္စကိုကျွန်တော်တို့ဆက်လက်အကောင့်ထဲပေါ်တာဖြစ်တယ်ကျွန်တော်တို့ဘယ် NLD ရဲ့လူတွေကိုမှလည်းကျွန်တော်တို့ဟိုဘယ်လိုပြောသူတို့အတွက်တောင်းဝန်ထမ်းဆောင်နေတာလည်းမဟုတ်ဘူးကျွန်တော်တို့လူထုလွတ်မြောက်ရေးဒေါအောင်ဆန်းစုကြည်ချပေးခဲ့တဲ့လူထုဟိုဗာလဲလွတ်မြောက်ရေးကိုကျွန်တော်တို့လုပ်နေတာဖြစ်တယ်ဒါရှင်းတယ်ကျွန်တော်တို့လှုပ်ဆောင်ချက်ကဒါပဲဒါကျွန်တော်ပြောတာဒါပဲကျွန်တော်တို့လှုပ်ဆောင်ချက်ကဒါပဲအဲ့တော့ကျွန်တော်တို့ကလူထုလွတ်မြောက်ရေးလမ်းစဉ်ကိုဆက်လက်အကောင့်ထဲပေါ်သွားမှာပဲဒေါအောင်ဆန်းစုကြည်ရဲ့အတွေးခေါ်တွေကိုသိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ခင်ဗျားတို့ဒေါအောင်ဆန်းစုကြည်ကိုဟိုကလှုပ်တယ်လို့မျိုးပါလေရန်ကုန်တိုင်းဝန်ကြီးဦးဖြိုးမင်းသိန်းကိုလှုပ်တယ်လို့မျိုးရှေ့ကနေထိုင်တန်းထောက်ပြီးတော့ဟုတ်ကဲ့ပါခင်ဗျာလှုပ်ခိုင်းလို့ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ခိုင်းလို့ဒေါအောင်ဆန်းစုကြည်လှုပ်ခဲ့ရင်တော့သူ့ရဲ့ဆန္ဒကိုသိပြီးသားကျွန်တော်တို့ကလက်လျှော့သွားမှာမဟုတ်ဘူးမယုံရင်ဒေါအောင်ဆန်းစုကြည်ကိုခင်ဗျားတို့လွှတ်ကြည့်လိုက်လူငယ်တွေကတယောက်မှမျိုးတွေကိုပြန်လာမှာမဟုတ်ဘူးခင်ဗျားတို့ကြဆုံတဲ့ထိတိုက်မှာအဲ့ဒါယုံကြည်တဲ့ခိုင်မာတဲ့ရည်ရွယ်ချက်တွေပဲဖြစ်တယ်အဲ့တော့ခုနကကျွန်တော်ပြောသလိုအဲ့ဒါဒေါအောင်ဆန်းစုကြည်မွေးနေ့မှာကျွန်တော်ရဲ့ခံစားချက်လေးကိုကျွန်တော်မျှဝေပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဟိုကျွန်တော်တို့တချို့စာတွေတိတ်မဖက်တဲ့တိုင်းရင်းသားလူထုတွေထဲမှာဘုကြောင့်ဆန်းကတိုင်းရင်းသားတွေကိုတတ်ခဲ့တယ်ကရင်တွေကိုအပြစ်တက်ခဲ့တယ်ဆိုတော့အကြောင်းကိုခဏကျွန်တော်ကိုလာပြောတာကိုကျွန်တော်ကြားရတယ်အဲ့တော့ကျွန်တော်တက်ခဲ့လားမတက်ခဲ့လားတော့ကျွန်တော်တော့မတွေးခဲ့ဘူးနော်တက်ခဲ့လားမတက်ခဲ့လားတော့ကျွန်တော်တော့မတွေးခဲ့ဘူးဒါပေမဲ့ကျွန်တော်ဖတ်မဲ့ခဲ့ဘူးတဲ့သမိုင်းတွေထဲမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဘာကိုပြန်တွေ့မလဲဆိုလို့ရှိရင်ဘိုးကျောင်းဆန်းသေသွားတဲ့အချိန်မှာလွတ်လပ်ရေးမရသေးဘူးပင်လုံစာချုပ်ဂရိကဝတ်တွေကိုဘိုးကျောင်းဆန်းကဘယ်တော့မှအကောင့်ထဲစပြီးတော့မှဖော်ခွင့်မရခဲ့ဘူးပင်လုံစာချုပ်ဂရိကဝတ်တွေအရာပြည်တော်စုလွတ်လပ်ရေးကိုအတူတကွယူပြီးတဲ့ယူဖို့ကြိုးပမ်းနေတဲ့အချိန်မှာပဲဘိုးကျောင်းဆန်းကတည်သွားကြတယ်ဘိုးကျောင်းဆန်းနဲ့လူလူခေါင်းဆောင်တချို့အဲ့ထဲမှာကရင်ကမန်းမခိုင်တို့ပါဒါပါခဲ့တယ်ကရင်ခေါင်းဆောင်တွေလည်းပါခဲ့တယ်တည်သွားကြတယ်ဟုတ်ပြီကြက်ဆုံးသွားကြတယ်ပေါ့ဗျာရင်ကြည့်ပြောရရင်ကြက်ဆုံးသွားကြတယ်အဲ့တော့ကြက်ဆုံးသွားပြီးတဲ့နောက်မှာနေဝင်းဦးနုတို့ဦးဆောင်တဲ့အစိုးရတက်လာပြီးတော့မှလူထုကိုဂတိကဝတ်တွေတိုင်းရင်းသားဂတိကဝတ်တွေကိုမညီခဲ့ဘူးအဲ့ဒီမညီခဲ့တဲ့သွေးကြေးတွေကိုမညီခဲ့တဲ့ဂတိကဝတ်တွေကိုဒေါအောင်ဆန်းစုကြည်ကဆက်နေတာလို့ကျွန်တော်မြင်တယ်ဒေါအောင်ဆန်းစုကြည်ဖေဖေတက်မတော်လို့ပြောနေတာမင်းအောင်လှိုင်တက်မတော်ထောက်ခံနေတာမဟုတ်ဘူးထောက်ခံနေတာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်သူ့အဖေပေးခဲ့တဲ့ဂတိကဝတ်တွေကယနေ့အချိန်ထိတိုင်းရင်းသားတွေပေါ်မှာမတည်မြဲသေးပါလားဆိုတဲ့စိတ်နဲ့သူဒီစစ်မှန်သောတိုင်းရင်းသားတွေကိုကာကွယ်သောလူထုကိုကာကွယ်သောတက်မတော်တရက်ကိုပြန်တိဆောက်စေနေတယ်လို့လည်းကျွန်တော်မြင်တယ်နောက်တစ်ခုကသူ့အဖေမတည်ခဲ့တဲ့ဂတိကဝတ်တွေကိုအတွက်သူ့မှာလုံလောက်တဲ့ချမ်းသာကြွယ်ဝမှုလုံလောက်တဲ့ဘဝနေထိုင်မှုတွေရရှိနေပေမဲ့တိုင်းပြည်ကိုမစွန့်လွတ်ဘဲနဲ့သူ့အဖေကိုမိဘကိုကျေးဇူးဆက်တဲ့အနေနဲ့မိဘရဲ့မအောင်မြင်ခဲ့တဲ့အရာတွေကိုအကောင့်ထဲပေါ်ပေးနေတယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့ဒီစိတ်နဲ့မိဘကျေးဇူးကိုဆက်နေတယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒေါအောင်ဆန်းစုကြည်ကိုတော့ကျွန်တော်လေးစားတယ်ခုနကျွန်တော်ကိုလည်းလာပြောတယ်မင်းနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာကင်းလေးကိုဘိုးကျောင်းဆန်းတက်ခဲ့တာ no ကျွန်တော်တို့လွတ်လပ်ရေးရယူခဲ့တဲ့ဘိုးကျောင်းဆန်းတည်ပြီးနောက်တစ်နှစ်မှာလွတ်လပ်ရေးရ1948ခုနှစ်လွတ်လပ်ရေးရယူခဲ့တဲ့တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်နော် BIA ကနေဆင်းသက်လာတဲ့အဲ့အချိန်မှာဗမာတက်မတော်ပေါ့ဗျာမြန်မာတက်မတော်မဖြစ်သေးတဲ့အချိန်မှာဗမာတက်မတော်ကနေပြီးတော့မှစီးပြရှောက်တဲ့အချိန်မှာကရင်တက်မတော်ကနေပြီးတော့မှဘင်းခရကိုတီးခဲ့တာဗျမယုံလို့ရှိရင်ခင်ဗျားတို့ကရင်တမိုင်းကိုပြန်ပြီးတော့ကြည့်လို့ရတယ်အဲ့ဒါကြောင့်မို့အဲ့ဒီအချိန်မှာသူကစောဘဦးတို့ကဘာကြောင့်တော်လန်ခဲ့လဲဆိုတော့နေဝင်းနဲ့ဦးနုတို့ဦးဆောင်တဲ့အစိုးရကိုမကြိုက်လို့စောဘဦးကရှင်းပြောပြမယ်ဗျာစောဘဦးကကရင်တော်လန်ရေးကိုလုပ်ခဲ့တာမဟုတ်ဘူးခင်ဗျားတို့တမိုင်းမှာပြန်ဖက်စောဘဦးကလူလူလွတ်မြောက်ရေးကိုလုပ်ခဲ့တာစောဘဦးရှင်ထဲမှာကရင်လူလူလွတ်မြောက်ရေးဆိုတာထက်တနိုင်ငံလုံးအတိုင်းတာနေဝင်းလို့တရေမမှန်တဲ့ကောင်အောက်ကလွတ်မြောက်ရေးဆိုတဲ့စောဘဦးရဲ့လုပ်ရက်ကအဲ့ဒါခင်ဗျားတို့ထင်တဲ့စောဘဦးကကရင်လွတ်မြောက်ရေးလမ်းစဉ်တစ်ခုတည်းကိုလုပ်ခဲ့တာမဟုတ်ဘူးခင်ဗျားတို့ကရင်လွတ်မြောက်ရေးကိုလုပ်ခဲ့တယ်ဆိုတဲ့စောဘဦးရဲ့တမိုင်းကခင်ဗျားတို့ထင်နေတာထက်အများကြီးကြီးမြတ်တယ်ဘာဖြစ်လို့လဲစောဘဦးကလူလူလွတ်မြောက်ရေးလမ်းစဉ်ကိုရွေးချယ်ခဲ့တာအဲ့ဒါကြောင့်မို့ရန်ကုန်ထိသိမ့်ပိုက်ဆုံးမပြီးတဲ့အခါမှာလူထုကိုလေးစားမှုနဲ့သူလဲသစ္စာဖောက်ခံရတာစောဘဦးကခင်ဗျားတို့ထင်တာတဲ့တမိုင်းကြီးမြတ်တယ်အဲ့ဒါကြောင့်မို့စောဘတချို့ကရင်တွေလူထု
ဘယ်လိုပြောရမလဲတချို့ကရင်တွေကိုကျွန်တော်ပြောပြချင်တာဘဝတုဒအနေနဲ့စောဘဦးကိုချစ်တယ်စောဘဦးကိုချစ်တယ်နဲ့စောဘဦးဘာလုပ်ခဲ့လဲတော့မသိဘဲနဲ့လူမျိုးရေးအစွန်းရောက်တော်လန်ရေးမျိုးကိုမလုပ်ပါနဲ့စောဘဦးတော်လန်ရေးလုပ်ခဲ့တယ်လို့လူထုလွတ်မြောက်ရေးတော်လန်ရေးကိုလုပ်ဖို့ကျွန်တော်အကြံဉာဏ်ပေးခြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်မို့စောဘဦးကိုချစ်တယ်စောဘဦးပုံတွေကနေရာတကာပဲစောဘဦးလွယ်အိတ်စောဘဦးအုတ်ထုတ်ဘာဖြစ်တယ်ညာဖြစ်တယ်အများကြီးဒါပေမဲ့စောဘဦးလမ်းစဉ်ကိုလိုက်တဲ့လူဆိုတာလက်ချိုးကြီးလို့ရတယ်လက်ချိုးကြီးလို့ရတယ်အဲ့ဒါကျွန်တော်မှန်တရားပြောပြတာပေါ့အဲ့တော့ကျွန်တော်တို့တကယ်ချစ်တယ်ဆိုရင်တကယ်ချစ်တဲ့သူတွေရဲ့အလုပ်ကိုလုပ်ဖို့ကျွန်တော်နိုးစောတိုက်တွန်းတယ်ခင်ဗျားတို့ဗုဒ္ဓဘာသာကိုတကယ်မြတ်နိုးတယ်ဆိုလို့ရှိရင်ဗုဒ္ဓရဲ့လမ်းစဉ်တွေကိုဇိနတပကာတမီကျမ်းတို့ညီတော်အနန္တတသစ္စာမှတ်တမ်းတို့ဖတ်ပြီးတော့ဘာလမ်းကိုရှောက်ရမလဲဆိုတော့လိုက်သင်္ကန်းဝတ်ကရုံးတွေပြောတဲ့ဟာအကုန်မယုံနဲ့ကောင်းတဲ့ကရုံးရှိတယ်မကောင်းတဲ့ကရုံးရှိတယ်နောက်တော့ဓမ္မဆရာတွေပြောတဲ့ဟာတွေကိုလည်းခင်ဗျားတို့အကုန်မယုံနဲ့ခင်ဗျားတို့ Holy Bible ဆိုတဲ့ Bible ရှိတယ်ဓမ္မသစ်လည်းပါတယ်ဓမ္မဟောင်းလည်းပါတယ်ခင်ဗျားတို့ဖတ်အဲ့ဒီမှာခင်ဗျားတို့ယေရှုရဲ့လှုပ်ဆောင်ချက်နဲ့ဘုရားသခင်ရဲ့လူလားချက်ကိုတွေ့လိမ့်မယ်အဲ့ဒီချိန်ကျရင်ခင်ဗျားတို့တေချာလှုပ်ကျွန်တော်ပြောချင်တာကိုလှုပ်ချင်တဲ့အလုပ်ကိုတေချာသိအောင်လှုပ်ကိုကိုးကွယ်တာကိုဘာလဲဆိုတာတေချာသိအောင်လှုပ်သိရမလားဘုရားဘာသာအမိခံပြီးတော့မှကရုံးတုံးပြီးသင်္ကန်းယုံတိုင်းအားလုံးကိုရှောက်ပြီးတော့မှကတော့လမ်းစဉ်ကိုမသိဘဲနဲ့ငါတို့ဘာသာကိုမထိနဲ့ဆိုပြီးတော့ခင်ဗျားတို့ cruise စစ်ပွဲကိုကောင်းတယ်မပေါ်နဲ့နောက်တစ်ခုကလူမျိုးတိုင်းမှာကောင်းတာရှိတယ်မကောင်းတာရှိတယ်စစ်တပ်နဲ့ပေါင်းတဲ့ရခိုင်တွေလည်းရှိတယ်စစ်တပ်နဲ့ပေါင်းတဲ့ကရင်တွေလည်းတပုံကြီးပဲစစ်တပ်နဲ့ပေါင်းတဲ့ကချင်တွေလည်းတပုံကြီးပဲအဲ့တော့စစ်တပ်နဲ့ပေါင်းတဲ့လူတိုင်းကဗမာလိုဆိုပြီးတော့မှဗမာတွေကိုလည်းခင်ဗျားတို့အမြင်ချင်းချင်းနဲ့မဆဲနဲ့ကျွန်တော်ပြောချင်တာလောကမှာကောင်းတာရှိတယ်မကောင်းတာလည်းရှိတယ်ကျွန်တော်တို့က21ရာစုမှာအမြင်ကျကျနဲ့လူသားဆန်ဆန်တတ်နေထိုင်ရဖို့ကအဓိကဖြစ်တယ်အဲ့တော့အာနာရှင်စနစ်အောက်မှာဆိုဘယ်တော့မှလူသားဆန်ဆန်တတ်နေထိုင်ရမှာမဟုတ်ဘူးခရုစိတ်စစ်ပွဲရဲ့အငွေ့တက်တွေဖြစ်တဲ့ဘာသာရေးအောက်မှာထီကယုံတွေဖြစ်နေဦးမှာလူမျိုးရေးအောက်မှာထီကယုံတွေဖြစ်နေဦးမှာပဲအဲ့ဒီကနေကျွန်တော်တို့လွတ်မြောက်အောင်အာနာရှင်စနစ်ကိုကျွန်တော်တို့ဖြိုချပစ်ပြီးတော့မှလွတ်လပ်စွာပွင့်လင်းစွာတွေးခေါ်တတ်တဲ့လူတွေအဖြစ်နဲ့တက်နေထိုင်သွားဖို့လိုတယ်ဆိုတာကိုကျွန်တော်ကတော့လူငယ်တယောက်အနေနဲ့အကြံဉာဏ်ပေးချင်ပါတယ်ပေါ့ကျွန်တော်ပြောတာတွေထဲမှာမှားတာတွေရှိတယ်ဆိုရင်ကျွန်တော်ချိန်မြွေးဆွဆွဲပြောဆိုလို့ရတယ်ဆွေးနွေးလို့ရတယ်ထောက်ပြလို့ရတယ်ကျွန်တော်ပြုပြင်တင်တာပြုပြင်ဖို့အများအားအစဉ်သင့်ရှိတယ်ကျွန်တော် Justice Soldier ရဲ့အဖွဲ့တာဝန်ခံကိုယ်စားဖြစ်ပါတယ်ကျွန်တော်ဒေါ်စန်းစုကြည်မွေးနေ့မှတ်တရတော့၎င်းမိုးပြ PD အတွက်ကျွန်တော်ရမုံငွေရှာဖွေရင်းနဲ့ကျွန်တော်တီးတဲ့ဟာကိုကျွန်တော် share လုပ်ခြင်းဖြစ်ပါတယ်ဘဟုတုတလည်းဟုတ်ချင်မှဟုတ်ပါလိမ့်မယ်ကျွန်တော်ရဲ့အတွေးခေါ်တက်တာဖြစ်ခြင်းလည်းဖြစ်ပါလိမ့်မယ်ကိုယ့်ဘာကိုဆက်လက်တွေးတောစဉ်းစားပြီးတော့မှန်ဤမမှန်ဤစဉ်းစားဆုံးဖြတ်စေခြင်းနဲ့ဒီလောက်ပါပဲအဲ့တော့ကျွန်တော်တို့မိုးပြ PD အတွက်ဆက်လက်ပါဝင်ပေးပါဦးဒီနေ့အားလုံးမနေ့ကကြားရောက်မယ်ကျွန်တော်တို့ရဲ့ဒေါ်စန်းစုကြည်ကိုကျန်နေတဲ့သူတွေကထောက်ခံတဲ့သူတွေကလေးစားတဲ့သူတွေက happy birthday လုပ်ကြပါဗျာလေးစားမှုမရှိဘူးကျန်နေတဲ့မှုမရှိဘူးဆိုရင်လည်းဒါလူတယောက်ဘယ်လိုပြောမလဲလူတယောက်ကမလေးစားဖို့အတွက်အခွင့်အရေးလည်းရှိတယ်လေးစားဖို့အတွက်အခွင့်အရေးလည်းရှိတဲ့အတွက်ကြောင့်မို့မကြိုက်နေတဲ့သူကမလုပ်ပါနဲ့ကြိုက်နေတဲ့သူတွေကလုပ်ကြပါမလုပ်တဲ့သူကိုလုပ်တဲ့သူကသစ္စာဖောက်လို့လည်းမပြောပါနဲ့ဒေါ်စန်းစုကြည်မွေးနေ့ပွဲကိုမလုပ်တဲ့သူကလည်းသစ္စာဖောက်မဟုတ်တယ်လို့လုပ်တဲ့သူကလည်းဒီမိုကရေစီကိုလိုလားနေတဲ့သူဟုတ်ချင်မှဟုတ်မှာပါပုဂ္ဂိုလ်ရေးရခင်တဲ့သူလည်းဖြစ်ချင်မှဖြစ်မှာပါနော်အဲ့တော့ပေါ်ပင်လုပ်တဲ့သူလည်းဖြစ်ချင်လည်းဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်ပြောရမယ်တယောက်တယောက်အချင်းများစရာတွေကိုကျွန်တော်တို့ရှော့ချပြီးတဲ့အခါမှာအာနာရှင်စနစ်ကိုတော်လန်ပြီးတော့မှအတူတကွသွားဖို့လို့ဆိုတိုက်တွန်းပါတယ်ခင်ဗျနမီလေးခေါ်ပြီးတော့လေကိုဆွဲတဲ့သူရဟဲ့မင်္ဂလာပါသူရဟဲ့မင်္ဂလာပါခင်ဗျပါဝင်ပါမယ်ရှင်ဇင်မဝင်း thank you ပါဗျာ thank you ပါဒီနေ့ကျွန်တော် like ကလေးကိုနားထောင်ပေးတဲ့သူတွေအားလုံးကျမချမ်းသာကြပါစေဗျာဒီလောက်ပါပဲ bye bye အတရုပ်နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ပြည်သူတွေရဲ့ခံစားချက်နဲ့ကျွန်တော်တို့နဲ့ကထပ်တူပါပဲเนาะဒီဒါပေမဲ့ကျွန်တော်တို့ကပြန်စဉ်းစားရတာကသူတို့အနေနဲ့လဲဒါတစ်ချိန်ကအစိုးရအဖြစ်ရှိခဲ့တဲ့လူတွေနဲ့နိုင်ငံအကျိုးစီးပွားအတွက်ဒါအလုပ်လုပ်ကြတာဖြစ်တယ်เนาะဒီကနေ့မှာတော့တခုပြောလိုတာကတရုပ်ကိုပြောလိုတာကဒီတစ်ချိန်ကသူတို့အခြေအနေရစစ်တပ်ဟာအစိုးရတည်းလည်းဖြစ်ခဲ့တဲ့အတွက်ယင်းဒီဆက်ဆံခဲ့တာတွေအပြန်အလှန်အကျိုးစီးပွားအတွက်နိုင်ငံအကျိုးစီးပွားအတွက်အလုပ်လုပ်ခဲ့ကြတာတွေရှိတာပဲเนาะဒါပေမဲ့ဒီကနေ့အခြေအနေမှာလူထုရဲ့ဆန္ဒကိုလည်းတရုပ်အနေနဲ့အလေးထားနေတယ်ပေါ့နိုင်ငံတနိုင်ငံဆိုတာကအစိုးရပိုင်တာမဟုတ်ပြည်သူပိုင်တာအဲ့တော့ဒီနိုင်ငံရဲ့အရေးကိစ္စတွေကိုပြည်သူဆန္ဒတွေကိုအလေးထားရတရုတ်ဆိုတာကကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်နော်ဟိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါညီကိုအရင်ချာတွေလို့ပြောလို့ရတယ်ဒါလူတွေလို့ပြောမယ်ဆိုရင်ကပ်ပြီးတော့မွေးဖွားထားတဲ့လောကကြီးကကပ်ပြီးတော့မွေးဖွားထားတဲ့ကျွန်တော်တို့ရဲ့အိမ်နီးချင်းညီကိုဖြစ်ဒီတရုတ်ကကဘာမှာစီးပွားရေးအရာရောနည်းပညာအရာရောမစစ်ရင်အရာရောနေရာကြီးမားလာကျွန်တော်ဖြစ်စေချင်တာကအဲ့ဒီအင်အားကြီးမားလာမှုနဲ့အတူဂုဏ်သိက္ခာလဲကြီးမားတဲ့နိုင်ငံတစ်ခုဖြစ်စေချင်တယ်ကျင့်ဝတ်တွေစောင့်စည်းတာမျိုးပေါ့ဂုဏ်သိက္ခာဆိုတာကအဲ့တော့နှစ်နိုင်ငံဆက်ဆံရေးတွေမှာလည်းတရုတ်အနေနဲ့ကျင့်ဝတ်တွေကိုစောင့်ထိန်းစေချင်တယ်နော်အပြန်အလှန်လေးစားမှုတွေပေါ့အဖက်ပြည်သူတွေရဲ့ဆန္ဒကိုလေးစားစေချင်တယ်အရက်လို့ပြောမယ်ဆိုရင်တော့နာမည်စိုးနဲ့ကြော်ကြတာဖြစ်ပေါ်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အိမ်နီးချင်းညီအကိုကတော့နာမည်ကောင်းတဲ့ဂုဏ်သိက္ခာရှိအပါမှာအင်အားကြီးမားလာတာသင်္ချာကြော်ကြလာတာမျိုးသိစေချင်တယ်ဒါကသူတို့အတွက်လည်းဂုဏ်သိက္ခာရှိတယ်လို့ကျွန်တော်တို့တွေအတွက်လည်းကျွန်တော်တို့ပြည်သူတွေအတွက်လည်းခံစားချက်အဆင်ပြေလိမ့်မယ်အထူးသဖြင့်ကျွန်တော်တို့ဒီနိုင်ငံနဲ့သက်ဆိုင်တဲ့အပိုင်းတွေမှာပြည်သူတွေရဲ့ဆန္ဒကိုအလေးထားစေချင်တယ်
သိတဲ့အတိုင်းပဲဒေါ်လာရေးကလည်းအောင်မြင်တော့မယ်မကြခင်ပြည်သူကပြန်ပြီးတော့ဒီတိုင်းပြည်ပြည်သူကဒါအတင်းအာရမအာဏာယူထားတဲ့လူတွေလက်ထဲကနေပြန်ယူနိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ရတဲ့အနေထားလေးရောက်နေအဲ့ဒီချိန်မှာတရုတ်ကကျွန်တော်တို့ရဲ့အိမ်ချင်းကောင်းအဖြစ်ဒီချိန်ကလေးကတက်တည်ပြထားတာမျိုးဖြစ်စေခြင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီနိုင်မှာကမှရှိတဲ့ဒါတိုင်းနာညီကိုတွေနော်သူဒေတာအလိုက်ဒါအဖွဲ့အစည်းတွေထူထောင်ပြီးတော့သူတို့ဒေတာသူတို့အချို့ရသူတို့ကံကြမ္မာအတွက်ကြိုးစားနေကြတာတွေရှိတယ်ဒီပေါ်တွေမှာလည်းကူညီတာမျိုးပဲဖြစ်စေခြင်းနဲ့ဒါခန္ဓာပိတ်ပင်တာမျိုးတွေပေါ့နော်ဒီပြည်သူရဲ့ဆန္ဒကိုဆန့်ကျင်ပြီးတော့ပြည်သူမုန်းတဲ့အင်အားစုရဲ့အလိုအကျပါဝင်ပေးတာမျိုးတွေတော့မလိုချင်ဘူးအိန္ဒိချင်းအနေနဲ့ဝန်မဖက်ဆွဲရဘူးတော့မဟုတ်ဘူးကျွန်တော်တို့ကူညီတာတွေလိုချင်တယ်ကျွန်တော်တို့အနေနဲ့ကြိုလဲကြိုဆိုတယ်ဒေါ်လာရေးကတရုတ်ရဲ့ကူညီမှုတွေကိုတကယ်ကြိုဆိုတယ်အောင်မြင်ပြီးတဲ့နောက်မှာလည်းအိန္ဒိချင်းကောင်းအဖြစ်နဲ့ကျွန်တော်တို့ဆက်ပြီးတော့ဒါညှော်လင့်တယ်ပေါ့ပြောချင်တာကတော့တရုတ်အနေနဲ့အင်အားကြီးမားလာတဲ့အပေါ်မှာဂုဏ်သိက္ခာကိုပါဒီဆောက်စေခြင်းတယ်ပေါ့အဲ့ဒီအတွက်တော့ကျင့်ဝတ်ကိုအလေးအာနာသိန်းစစ်ကောင်ဆောင်လွမ်ကော်မြို့ကိုရောက်ရှိချိန်လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်လွမ်ကော်မြို့နယ်10မိုင်ခန့်အကွာမှာရှိတဲ့နတ်မဲခုံဒေသကိုဒီမနက်ပိုင်းမှာစစ်ကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်လာပါတယ်။လွမ်ကော်မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့နတ်မဲခုံဒေသကိုဒီမနက်9နာရီခွဲလောက်ကဘုံ4ကြိမ်ကျဲခဲ့တာဖြစ်ပြီးဒေသခံတွေထိခိုက်မှုရှိတယ်လို့သိရပါတယ်။ဒါပေမဲ့အရသာပြည်သူတွေထိခိုက်သိမ်းဆုံးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။မနေ့ကစက်တင်ဘာ4ရက်ကစစ်ကောင်ဆောင်ကရင်ပြည်လွမ်ကော်မြို့ကိုရောက်ရှိချိန်မှာကရင်မြို့သားများကာကွယ်ရေးတပ် KNDF ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ KNDF ဒုစေဦးစီးချုပ်မာဝီကအတည်ပြုထားပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစတင်တဲ့တစ်လေးလုံးစစ်စင်ရေးမှာလွမ်ကော်မြို့ကိုသိမ်းဖို့ကရင်ပူးပေါင်းတပ်တွေကကြိုးပမ်းခဲ့တာပါ။မြို့နေရာအများစုကိုသိမ်းယူနိုင်ခဲ့ပေမဲ့မြို့တစ်ခုလုံးအလုံးစုံကိုတော့ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူးရှင်။ကျွန်တော်တို့လက်နက်ချအញ្ញခံနေဆိုတော့ကျွန်တော်တို့နိုင်ငံတော်တစ္ဆာဖောက်နိုင်ငံတော်တစ္ဆာဖောက်ခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့ပြည်သူလူထုနဲ့ပူးပေါင်းလိုက်ကြပါပူးပေါင်းပြီးတော့ကျွန်တော်တို့နိုင်ငံတော်ကနေမှကျွန်တော်တို့လက်နက်ချလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့အထင်အမြင်တွေမှားခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ပြည်သူအခုလက်ရှိမှာကျွန်တော်တို့ပြည်သူနဲ့အတူတူနေနေရတဲ့အတွက်ကြောင့်ပြည်သူရဲ့မြစ်တာကိုလည်းကျွန်တော်တို့အပြည့်အဝရရှိပါတယ်ကျွန်တော်ရဲ့ခံစားချက်ကတော့တော်တော်လေးကိုအဆင်ပြေပါတယ်အားဒီတွေကလေရင်ပါကင်ထိုးရင်ဒီလိုပဲထိုးတယ်ဒါဆွဲထားလားဒီထက်ကိုပဲဖြစ်တာဒီကပဲရကျွန်တော်ကဟိုကနေစပ်ပြစ်ဟိုကနေပြစ်တော့ဒီကောင်မြည်ကြည့်ပါခုနနေရလေကျွန်တော်တို့ပြီးပြီးတော့တောင်ကျော်ကနေတော့ဒီပုံမှာရောက်တော့သူထိမနိုင်ဘူးတော်တော်မြင့်နေတယ်ကြတယ်အဲကြောင့်တော့မသိဘူးအမှန်တိတ်အဲ့ချိန်တော့ဒီတက်ကိုမသိရဘူးကျွန်တော်ချိန်ကြတဲ့အချိန်နကာကကဲတော့ဒီလိုလေးထောက်ဆောင်လို့ suspension ပဲလေတော့ကဒီလမ်းနဲ့ဆိုကတိပဲရပြီနောက်တော့4စီးလောက်တော့လိုမယ်နော်ဘိန်းတစ်ချက်တွေ့ကြဘယ်နဲ့စီးရအောင်3လေးစနစ်ဆိုရင်ဒီဆို3စီးစာနော်နောက်ထပ်3စီးလောက်တော့လိုမယ်ယူရိုကော်ပတာနဲ့ယူရိုကားဖြစ်သွား။သူကယူရိုကော်ပတာနဲ့နော်နောက်ထပ်4စီးလောက်။တော့ဆိုရင်3ရက်။3ရက်။အောက်မှာဘိုးကင်းမှာ။ဘိုးကင်းရှိအောင်မဖြတ်ရလို့။ဖြတ်လို့မရဘူးကျွန်တော်ဖြတ်ရဲတယ်။တကယ်ရှိတယ်။ဘာရှိတယ်။တကယ်ရှိတယ်။စကားစားတယ်တကယ်ကြတာ။အော်ဒီမှာ3 5 6ချင်းမဲ့။တင်းဆောက်တယ်ဒါပေမဲ့ဆက်မရှိတော့သူက6လို့ပဲရတော့ညနေညလေး။အော်လူလုံးမရှိတော့။အဲ့လိုမျိုး။တကယ်ကြောက်လေးလေးဖြစ်သွားတယ်။မှန်တယ်။ကြောက်လေး။လာကျုပ်ပြပါဒီလိုရုပ်ဆိုအတေးတန်တယ်နော်ဒီတန်အောင်မျိုးစားလေးကောင်းလားမူလာဒီမှာဆက်ပြောလာလို့မျိုးလာဝဲတယ်ဟုတ်ဟုတ်တယ်ဒါစိုက်လို့ဖြစ်တယ်ဒါမျိုးစားမလို့နဲ့စိုက်လို့ရတဲ့မျိုးဟုတ်စကားဆိုင်သူ့သားနဲ့ဘာဝမျိုးပေါင်းစားရတယ်ဘာဝမျိုးမပြောဘူးပဲစိုက်မှာဒီမှာမပြောဘူးဘူးကတော့မချက်အောင်ဒီမှာမိုးရချက်ဝဲချက်ချက်မဲ့လူကမလို့ပြောတာတို့တော့ချင်းရပါဘာလဲဟိုတင်းလည်းပြောလို့မလို့အဖက်တက်လည်းကြည့်ရှုစစ်စစ်ဟုတ်ကဲ့ကျွန်တော်တို့အခုချိန်ရမယ့်တည်းဟာတော့မမဟုတ်တော့တော့ပါလေတမလေးကိုဦးဆောင်မဲ့တမမို့ရဟရင်နဲ့ပို့လာတဲ့အချိန်မှာ355တဲ့စက်မပါပဲကြောက်ရောက်လာပြီးတော့ဆင်းသက်လာပြီးတော့ရဟရင်ကပလက်လာဖြစ်နေပါတယ်ဟုတ်အတားလေးချင်းပဲတော့ပါပဲကျွေးရောက်လာကြတယ်အော်ဒီမှာသူတို့ဒါကျိုးစင်လည်းရှိတယ်အဲ့ရှိတယ်တော့ဟောလေးလေးကိုကိုကဲမဲ့အစ်မပါပဲနဲ့ရောက်လာတယ်ဝမ်လိုပါကင်ထိုးနေတာအော်ဒီဝင်းနေလက်ပြောနေတိုင်းပဲအဲ့ဒါမျိုးတွေဘုရားဆိုရင်လီလေးဟာကျွန်တော်တို့ကော်ပိုရာရဲ့ကပ်ပါကင်ကြည့်သွားပါမယ်တို့နည်းနည်းလက်ပြလွှင့်နေတော့တော့ပြောတာလက်ပြလည်းများများပြောတယ်လက်ပြရအောင်ဆိုသူတို့ယူနီဖောင်းတက်ရအောင်ဟုတ်ပါ